ဝင်းချိန်မင်းရတယ်ချမ်းသာလိုက်တာကွာတထေးသားလားကွာကျွန်တော်မေးတော့ဘယ်ဟုတ်မလဲဆရာဒီရွာမှာစားရမယ်တောက်ရမယ်ဆင်းရဲလွန်းလို့ငါဒီတိုင်းတော့မနေဘူးကွာတထေးဖြစ်အောင်ကြိုးစားမယ်ကွာဆိုပြီးတော့ရန်ကုန်ဆင်းလာပါဆရာကားစီးသွားတော့ကားကပေးစရာမရှိလို့စပယ်ယာကကန်ချမယ်ငရင်ရိုက်မယ်တကယ်ကဲလုံးမနေရှိခိုးဦးတင်တောင်းမှန်ရတလန်းလုံးကျွန်တော်ခိုင်းမှာခမလောက်ပါတကယ်လဲခိုင်းပါတယ်ဆရာတလန်းလုံးကျွန်တော်လောက်ရဘာမှမလုပ်တော့ပါဘူးဖင်ပေါ့တယ်အတွက်ကမရှိလောက်တယ်ဒရိုင်ဘာကမြင်တယ်ဒီကလေးမဆိုးဘူးရန်ကုန်ရောက်ပြီမင်းဘယ်သွားမလဲကျွန်တော်သွားစရာနေရာမရှိပါဘူးအော်မင်းတော့ဒုက္ခရောက်တော့မယ်ကောင်းမယ်ကဲဒီလိုလုပ်ငါကားမှမင်းကုန်ထမ်းညကြတော့ဒီကားကိုစောင့်ပြီးတော့အိပ်ပေါ့ကွာဟာဟန်ကြလိုက်တာအလုပ်လည်းရပြီအိပ်เสียကြောခင်းမှုနေရရဒရိုင်ဘာကလည်းဟန်ကြညာတိုင်းကားဆောင်ပတ်စံပေးနေရပတ်စံမပေးရတော့လကားခိုင်းလို့ရအဲ့ဒီကောင်ကဗျာစပယ်ယာကိုနင်းပေးနှိပ်ပေးဒရိုင်ဘာကိုနင်းပေးနှိပ်ပေးလက်ဖေးဆိုပြေးဝဲလိုက်ဆေးလိတ်တို့လေးကောက်ကင်တာနဲ့မီးပြေးချစ်ပေးဒရိုင်ဘာစပယ်ယာကိုနောက်ပြီးချစ်သွားနောက်တော့စပယ်ယာဒီပြင်ကားပြောင်းသွားဒီကောင်ယာရုတက်သွားစပယ်ယာဖြစ်သွားစပယ်ယာဖြစ်တော့လေသူ့ဆရာကိုယူသေးတော့ဆရာကချစ်တယ်နဲ့ကားမောင်းတင်ပေးကားရေဆဲကြီးအောင်ကွာကားစီထုတ်ချီကွာမောင်းတက်သွားတော့လိုင်စင်လို့သူတို့ဆရာကားတစ်ထောင်တော့ဒရိုင်ဘာအမတ်ခံပြောပေးတာနဲ့ဒီကောင်ဒရိုင်ဘာဖြစ်ဟိုကောင်စပယ်ယာကစပယ်ယာတိုင်းမကြံခဲ့တယ်နော်သူဒရိုင်ဘာဖြစ်တဲ့ခါကျတော့ရတဲ့ငွေကိုမတော့မစား900ဆဲလိုက်တော့မတုံဆွဲဘူးစုထားငွေကလေးချစ်ပါသိကားပြည့်ရင်သူများလိုဝါရှော့ထိုးပြီးတော့လက်ဖေးဆိုင်မသွားဘူးကားတန်ရောစင်နဲ့ဘေးကထိုင်ကြည့်ဘာဖြစ်လို့ပြတ်တာလဲဗျဘယ်လိုလုပ်လို့ကောင်းသွားတာလဲအဲ့ဒီပစ္စည်းထည့်ရတာဘာပစ္စည်းလဲတစ်ခါပြတ်တော့တစ်မျိုးတက်10ခါပြတ်တော့10မျိုးတက်အဲ့ဒီမှာရင်နောက်တော့ကားကောင်းကောင်းပြင်တက်သူစုမိတဲ့ငွေကလေးနဲ့ဝါရှော့ကလေးထောက်ကြည့်ဟုတ်သူ့ဆရာကဒရိုင်ဘာမှကြံခဲ့ပြီဝါရှော့သေးသေးလေးကနေအချိန်မှန်နဲ့ကွာလောက်တာကောင်းတယ်ကွာဆက်ဆံရေးပြင်းလေတယ်ကွာအတ္တများတော့ဝါရှော့ကြီးဖြစ်အခုနောက်ဆုံး10ဘိန်းသားကြီးတွေဘော်ဒီရိုက်ရောက်လာကားတစ်စင်းကို390ရကိုဝင်းထိန်တထေးဖြစ်သွားတာပဲဆရာဒရိုင်ဘာကဒီတိုင်းပဲကြံခဲ့သူကတထေးဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်ထားတာကိုဘယ်ရက်လို့ရမလဲကျွန်တော်တို့ရည်မှန်းချက်မြင့်မြင့်မားမားထားစမ်းပါ